အခုဆိုရင်2025-26ပညာသင်နှစ်ရဲ့ပထမဦးဆုံးသောဇွန်လ2ရက်နေ့ကျောင်းစတင်ဖွင့်လှစ်တဲ့နေ့မှာစကိုင်းတောင်သားမှာရှိကြတဲ့သာသနာ့နယ်ဝင်သမီးသီလရှင်လေးတွေကျောင်းတက်ဖို့အတွက်ရောက်ရှိလာကြတာဖြစ်ပါတယ်။စကိုင်းဟာငလျင်ပေးတာကြောင့်2လကျော်ကာလတော်တွင်မှာနိုင်ငံတော်အစိုးရကျောင်းတွေရဲ့ပုဂ္ဂလိကကျောင်းတွေရဲ့ဘုန်းတော်ဤတင်ပညာရေးကျောင်းတွေဒီကျောင်းမှာမဖွင့်လှစ်နိုင်သေးပါဘူး။အဲလိုမဖွင့်လှစ်နိုင်တဲ့အချိန်မှာ IMEC ဟာကျောင်းတော်သူကျောင်းတော်သားတွေရဲ့ပညာရေးအနာဂတ်မပြောက်စေဖို့အတွက်2လတာတော်တွင်မှာယာယီကျောင်းတော်များအမြန်ဆောက်လုပ်ပြီးကျောင်းသားထောင်နဲ့ချီကိုပညာသင်ကြားနိုင်မှုအရန်သင့်ဖြစ်နေပြီဖြစ်ပါတယ်။အခုဆိုရင်ကာလာဆုံကြတဲ့သားငယ်သမီးငယ်တွေရှင်သာမဏေတွေသာသနာ့တော်ဝင်သီလရှင်လေးတွေနဲ့ကျောင်းတော်သူကျောင်းတော်သားတွေဟာတဖွဲဖွဲနဲ့ IMEC ကျောင်းတော်ကြီးကိုဝင်ရောက်လာကြတာဖြစ်ပါတယ်။ဘလောက်ပဲအခက်အခဲတွေရှိလောကရန်တွေကိုကြံ့ကြံ့ခံကြပြီးတော့မှရှင်သာညင်းမနှက်ပြန်ဆိုတဲ့အတိုင်းပဲကျောင်းသားတွေမိဘတွေကျောင်းဆရာကြီးတွေဘုန်းတော်ကြီးတွေပူးပေါင်းပြီးတော့မှ2025-2026ပညာသင်နှစ်ရဲ့ဘုန်းတော်ကြီးတင်ပညာရေးအထက်တန်းပညာရေးနဲ့လူငယ်တို့ရဲ့အနာဂတ်တွေမပြောက်စေဖို့ဟာအတွက်အာမန်အသစ်တွေနဲ့တူချီတက်လာကြတဲ့သားငယ်သမီးငယ်လေးတွေရှင်သာမဏေလေးတွေသီလရှင်လေးတွေကိုလည်းတွေ့ကြရမှာဖြစ်ပါတယ်။အခုဆိုရင်စကိုင်းတောင်သားမှာငလျင်ဘေးဒဏ်ကြောင့်မလို့ဒုက္ခမျိုးစုံခံစားကြရတဲ့သီလရှင်လေးတွေဟာဆိုလို့ရှိရင်လည်းအာမန်မလျှော့ဘဲနဲ့အနာဂတ်ပညာရေးအတွက်ဘုန်းတော်ကြီးတင်ပညာရေးကတစ်ဖက်နောက်ပြီးတော့မှပရိယတ်တိပညာရေးရတစ်ဖက်ဆိုင်ရာတွေကိုသင်ကြားနိုင်ကြဖို့ရာအတွက်ကျောင်းတော်အသီးသီးကိုရောက်ရှိလာကြတဲ့ပုံရိပ်တွေလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့မိမိကိုယ်တိုင်အနာဂတ်မပြောက်သေးမိမိရဲ့အနာဂတ်ဟာဘယ်တော့မှပျောက်ဆုံးမှာမဟုတ်ဘူး။အနာဂတ်ကိုရှင်သန်ဖို့အတွက်မိမိဒါသလင်မိမိရဲ့ကိုယ်ကိုယ်ရာဖြစ်တယ်ဆိုတဲ့အတိုင်းပဲအားလုံးအာမန်တဲ့တူတူပြန်လည်ယုံထားကြဖို့အတွက်ကျောင်းတော်သူကျောင်းတော်သားတို့ရဲ့အာမန်နေနဲ့ပြည့်နေတဲ့ခြေလမ်းနေရာဆိုရင်တော့တက်ကြွတဲ့ခြေလမ်းနေနဲ့တူ IMEC ကျောင်းတော်ကြီးကိုဝင်ရောက်လာပါတယ်ဆိုတဲ့အကြောင်းကိုအားလုံးမြင်တွေ့နိုင်မှုအတွက်မှတ်တမ်းလေးဖြစ်နေရိုက်ကူးတင်ဆက်ထားခြင်းလည်းဖြစ်ပါတယ်